အားလုံးပဲမင်္ဂလာပါ Focus on United ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Manchester United အသင်းနဲ့ Newcastle တို့ရဲ့ပွဲပြီးတုံးသက်ချက်လောက်တော့မှဖြစ်ပါတယ်ပွဲစဉ်ဆက်ရှိဒီတစ်ပတ်ရဲ့ဒီအစောဆုံးပွဲစဉ်လည်းဖြစ်ခဲ့တယ်ဒီနေ့မှာတော့ United အနေနဲ့ဒီအိမ်ကွန်းမှာပေါ့နော်ဒီ1-0ဆိုတဲ့ရလဒ်နဲ့ Newcastle ကိုအနိုင်ရရှိခဲ့တယ်ဒီပွဲမှာမဖြစ်မနေချီးကျူးရမယ့်တယောက်ကတော့ဒါနီးပြဖြစ်သူရိုဘင်အမိုရင်ပဲဖြစ်တယ်ရိုဘင်အမိုရင်ကပွဲစဉ်မတိုင်ခင်မှာလည်းသူကစားသမားတွေကိုသူယုံကြည်မှုရှိတယ်ဒီက system ကြီးတစ်ခုလုံးကကစားသမားတယောက်ပေါ်မူတည်နေလို့မရဘူးမိကိုနေလို့မရဘူးဆိုတော့ဒီကအကြောင်းအရာကြီးလည်းပြောခဲ့တယ်အဲ့တော့အမိုရင်နေတော့သူကတော့ပြောခဲ့တယ်ကျွန်တော်တို့အနေနဲ့ကတော့ကစားသမားစုံစုံလင်လင်ရှိခဲ့ရတော့မှပဲတချို့ပွဲတွေနိုင်သိမ်းခဲ့တဲ့ပွဲတွေမနိုင်ခဲ့တယ်တရေကြခဲ့တယ်ရှုံးခဲ့တယ်ဆိုတော့ဒီပွဲတွေရှေ့ကြမှာသူပြောတဲ့စကားတော့ကျွန်တော်တို့ပြပြဝါယုံကြည်မှုမရှိခဲ့ဘူးဒါပေမဲ့အမိုရင်နေနဲ့ဒီဥစ္စာကိုသူလုံးနိုင်ခဲ့တဲ့အကြောင်းအသင်းကိုပို့ပြီးတော့ကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုတဲ့အချက်ကိုလည်းသူဒီတက်တည်ပြနိုင်ခဲ့တယ်အဲ့တော့ဒီပွဲမှာမဖြစ်မနေချီးကျူးရမယ် appreciate လုပ်ရမယ်ပေါ့နော်ဒီပြဖြစ်သူအမိုရင်ကိုအဲ့တော့ရိုဘင်မိုရင်အနေနဲ့ဒီက first line ကသမားတွေ9ဦးလောက်ရှိရဗျာဟိုမှာဒန်ယာကသမားက4ယောက် F ကမှသွားပြီးတော့ကစားနေကြတယ်မှာ3ယောက်ဗျာဒီဒါပေမဲ့ဒီကစားသမားတွေကိုဆုံးရှုံးခဲ့တဲ့အချိန်မှာအမိုရင်အနေနဲ့ဒီတက်နိုင်တယ်ပေါ့နော်ရှိရဲ့ကစားသမားလေးတွေနဲ့ရှိတဲ့အရာနဲ့လှအောင်ဆင်ပြီးတော့ဒီကစားသွားခဲ့တဲ့အနိုင်ပွဲတစ်ခုကိုဒီပုံဖော်ပေးနိုင်ခဲ့အမိုရင်နေတဲ့ပေါ့သူ့ရဲ့တောက်လျှောက်သုံးလာခဲ့တဲ့3421 system ကိုခဏဖဲပယ်ထားပြီးတော့ဒီရှိရဲ့လူစင်းနဲ့ကိုက်ညီမဲ့နောက်တစ်ခု Manchester United နဲ့ကိုက်ညီမဲ့ဒီ forward 4231ဆိုတဲ့ကစားကွင်းနဲ့ပွက်ထွက်လာခဲ့တယ်အဲ့တော့ပွက်ထွက်လာတဲ့လူစင်းကိုတစ်ချက်ပြန်ကြည့်ရမယ်ဆိုရင်ဒါဂိုသမားနေတော့ပြောကြမရှိဘူးစနလမန်းပဲအဲ့တော့နောက်တန်း၄ယောက်တန်းမှာဆိုရင်မာတီနဲနဲ့ AD Heaven က CV နေမှာဆော့ပြီးတော့ဖူးဘက်တွေအနေနဲ့ကတော့လူရှော့ဒီဂိုဒလော့ဆိုပြီးတော့ပါဝင်လာခဲ့တယ်ကွန်းထဲမှာတော့တပယ်ပစ်ဖို့အနေနဲ့ကက်စမဲရိုဥဂါတေးဆိုပြီးတော့ပွက်ထွက်လာခဲ့တယ်လက်ဝန်းမှာတော့မသစ်ကူညာဒီ attacking midfield မှာတော့ Mason Mount right wing မှာတော့ထူးထူးခြားခြားပဲ left wing ဘက်မှာတောက်လျှောက်ဆော့လာခဲ့တဲ့ Patrick Dorgu ပွက်ထွက်လာခဲ့တယ်အဲ့တော့ striker နေရာမှာတော့Benjamin Sesko ပေါ်ထွက်လာခဲ့တယ်ပေါ့နော်ဒီပေါ်ထွက်လာ4231ဆိုတဲ့ပေါ်ထွက်လာမှုနဲ့အတူပေါ့နော်ဒီကလူစင်းရှိနေတဲ့လူစင်းအနေထားနဲ့ဒီကကစားကွက်ကဒါအကောင်ဆုံးအခြေအနေနောက်တစ်ခုမိုရင်လည်းပြောခဲ့တယ်ပွဲပြီးသတင်းစာရှင်းလင်းပွဲလည်းပြောခဲ့တယ်ဒီက forward က 1+1 တွေ့တဲ့အခြေအနေမှာပို့ပြီးတော့တက်တာစီတယ် 1+1 တွေ့နိုင်တဲ့အခြေအနေတွေယုံနေစီတယ်ပေါ့နော် forward နဲ့အဲ့တော့ forward ကဒီနေ့ပွဲမှာအကောင်ဆုံးဖြစ်မယ်လို့သူယုံကြည်ခဲ့တဲ့ကြောင့်မလို့ forward ကိုဒါ first half မှာပေါ့နော်သုံးပြခဲ့တယ်ဆိုတဲ့အကြောင်းသူရှင်းပြခဲ့တယ်ဖိုးဘက်ကလည်းအကောင်းဆုံးအလုပ်ဖြစ်ခဲ့တယ်ဒီကစားသမားတွေအနေနဲ့လည်းဖိုးဘက်နဲ့ဒီအသားကျနေခဲ့တဲ့ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ထွေထူးပြောစရာမရှိခဲ့ဘူးအဲ့တော့ရှေ့ပွဲမှာဒီရှေ့ပွဲရဲ့ပွဲပြီးသုံးသက်ချက်မှာလည်းကျွန်တော်တို့ပြောခဲ့တယ်ဘာလဲဆိုတော့ဒိုဂူနေနဲ့လက်ဝင်းဘက်မှာစော့တာကသူ့ရဲ့ဟို quality အပြည့်မရဘူးလို့ကျွန်တော်ခံစားမိတယ်ပတ်ထဒိုဂူနေနဲ့လက်ဝင်းဘက်မှာကအဆင်မပြေဘူးလို့ကျွန်တော်ထောက်ပြခဲ့တယ်ပေါ့နော်ဒီနေ့ပွဲမှာလည်းဒီဥစ္စာပို့ပြီးတော့မှန်ကန်တဲ့အကြောင်းအရာအခုအနေနဲ့မြင်ခဲ့ရတယ်အဲ့ဒါဘာလဲဆိုတော့ तू ကright wing ဘက်မှာမဟုတ်ခဲ့ပြီမြင်ဒီနေ့မှာတော့ဝင်ကာနေနဲ့စော့ခဲ့တယ်ဝင်ကာနေနဲ့ဒီတလုံးနဲ့တော့သွင်းကိုလည်းဒီ perfect တူကသွင်းပေးခဲ့တယ်တိုက်စစ်ကံမတူလို့မခံရရဘူးဆိုပေမဲ့တစ်ဖက်စစ်မှာလည်း तू ကူညီနိုင်ခဲ့တယ်ပေါ့ attacking မှာလည်းသူ့ရဲ့နေရာယူမှုတွေကောင်းခဲ့တယ်အဲ့တော့ဗျာဒိုကူကဒီနေ့ပွဲမှာလုံးဝကို appreciate လုပ်ရမယ်ပွဲကံမတူလို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ကျွန်တော်အနေနဲ့ပထမပိုင်းမှာပေါ့နော်ဒီပထမပိုင်းမှာကတည်းကပူဆောင်ကိုရရှိခဲ့တယ်ပထမပိုင်းမှာ PPCC နဲ့ဒီကစားခဲ့တဲ့တစ်ဖက်သင်းကကောင်းကောင်းပြန်ပြီးတော့မတုံ့ပြန်နိုင်ခဲ့တဲ့အခြေအနေမျိုးတွေကြောင့်လေကျွန်တော်တို့ forward ကဒီ4231ဆိုတဲ့ဒီ system ကဒီအသက်ဝင်ခဲ့တယ်ကောင်းခဲ့တယ်ဆိုလည်းပြောရင်လည်းမမားဘူးဗျာဒုတိယပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ Newcastle ကတောက်လျှောက်ဘောလုံးကင်ထားခဲ့တယ်သူတို့ရဲ့ကောင်းပါတယ်ဆိုတော့ဒီ physical ကိုအသုံးချပြီးတော့ကျွန်တော်တို့ sub တွေကနေကိုရရှိဖို့သူတို့စူးစမ်းခဲ့တယ်ဒီမိနစ်60အတွင်းပေါ့နော်45မိနစ်ကနေ60အတွင်းမှာ United ရဲ့ခံစစ်ကိုတောက်လျှောက်ဒုက္ခပေးခဲ့တယ်စပီတွေတောက်လျှောက်ရတယ်ချင်းချောင်းမှုတွေအများကြီးလည်းပြုလုပ်ခဲ့တယ်အဲ့တော့ဒီအချိန်မှာမိုဒင်နီနဲ့ဒီလုံးဝကို system ကြီးကိုလုံးဝ tactical ကြီးကို switch လုပ်လိုက်တဲ့အနေထားကြီးကိုမြင်တွေ့ခဲ့ရတယ်3421ဆိုတဲ့ဒီ system ကြီးကိုချိန်ဖို့အတွက် high back ကိုသူပြောင်းခဲ့တဲ့အချိန်ဒီမှာတိကျတာကြီးပေါ့နော်တိကျတာကြီးနဲ့ဒီသူတို့အနေနဲ့ဒီခံစစ်ကိုကစားပြီးတော့ဒီ transition နဲ့ပဲcounter attack နဲ့ပဲကစားတော့မယ်ဆိုတဲ့ပုံစံမျိုးအတွင်းမျိုးဝင်ခဲ့ပုံလည်းရတယ်အဲ့တော့ဒီနေ့နိုင်ပွဲကအသင်းအတွက်ရောပိတ်သက်တွေတက်ရောနီးပြအတွက်ပါယုံကြည်မှုရသည်မယ်နောက်တစ်ခုပိတ်သက်တွေလည်းဒီစိတ်ကြည်နေမှုရသည်မယ်ပွဲတစ်ပွဲလို့မြင်မိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနိုင်ပွဲကဒီဥရောပဝင်ခွင့်ရဖို့အတွက်နောက်တစ်ခု Champions League ဝင်ခွင့်ရဖို့အတွက်ကအဆင့်3အဆင့်4ရအသင်းအနေနဲ့အမှတ်ကကတ်နိုင်မှသာကျွန်တော်တို့မျှော်လင့်ချက်ကရှိမှာဗျာ။ကျွန်တော်အနေနဲ့ဒီနေ့ပွဲကတော့ယာယီအနေနဲ့အဆင့်5ကိုတက်လှမ်းနိုင်ခဲ့တယ်။ဒါလည်းပါပဲကြည့်ရှုပေးခဲ့တဲ့သူတွေအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။